အခုတစ်ထွက်တဲ့စီကေလောတာဂိမ်းလေးကိုပေါ့နော်ဆော့ကျင်တဲ့သူတွေရှိလို့ရှိရင်အောက်မှာပေးထားတဲ့ link လေးကနေတစ်ဆင့်လာပြီးတော့မှကြည့်နိုင်နေပေါ့နော်လာပြီးတော့မှ link ကနေတစ်ဆင့်လာပြီးတော့မှဘလို့ဆော့ရလဲဆိုတော့လည်းလာမေးနိုင်တယ်ပြီးလို့ရှိရင်ညီမရဲ့link ကနေတစ်ဆင့်ဝင်ပြီးတော့မှကစားတဲ့သူတွေဆိုလို့ရှိရင်ညီမက head ဆော့ဝဲလေးရှုံးများပါတယ်ဆိုတဲ့သူတွေပေါ့နော် head ဆော့ဝဲလို့အလကားပေးမယ်ရှင်ပေးလို့ရှိရင်ဘလို့ head လဲဆိုတော့လည်းတင်ပေးမယ်နော်အဲ့ဆိုလို့ရှိရင်အောက်မှာကွန်မန့်မှာပေးထားတဲ့ link လေးကနေတစ်ဆင့်ဝင်လာပြီးတော့မှမလုပ်ပေးနော်လာခဲ့ပြီနော်သူကလေတလားကိုလဲလို့ရတယ်နော်ငွေထုတ်ရတဲ့စီးလေးတစ်ချက်ကြည့်မယ်ကိုတော့ထုတ်ပြီးပေါ့နော်ငွေရမသွင်းသေးပါဘူးရှင်ဒါတော့ငွေထုတ်ထားတာပေါ့နော်ပြီးလို့ရှိရင်ညီမတို့ကဘာလုပ်မလဲဆိုလို့ရှိရင်သူကလေကိုလဲတယ်လို့ပေါ့နော်ကိုတို့အမြတ်တွေအများကြီးရပါတယ်ပေါ့နော်ဒါကတော့ဆလော့ဆော့မလားဒီထက်မှအများအဆုံးပါရပါတော့ဆလော့ဆော့မလားထီထိုးမလားပြီးလို့ရှိရင်ဖဲဆော့မလားကစီနိုကစားမလားကာယကစားမလားငါဖမ်းအကုန်ပါတယ်ပေါ့နော်ကိုကလဲဘူးပဲလို့ပေါ့နော်တနေ့ကိုဘလောက်ရှာနိုင်မလဲဆိုတော့ကိုတို့အမြတ်ပဲပေါ့နော်အဲ့ဒီကတော့လောကမချင်းပူပြီးတော့အဆင်ပြေမယ်ပေါ့နော်တနေ့ကို2000 3000 5000 5000ထိလုံးလုံးရှာပေါ့နော်တရက်ကို9000 5000 easily ရှာနိုင်မယ်ပေါ့နော်